ဒီနေ့တော့ကပ္ပဦးကျမ်းခန်းကြီး29ဖြစ်ပါတယ် ခန်းကြီး29အငယ်1မှ9ထိုနောက်ဣဇက်သည်အို၍မျက်စိမှုန်သဖြင့်မမြင်နိုင်သောအခါသားကြီးဧသောကိုငါသားဟုခေါ်လျင်အကျွန်ုပ်ရှိပါ၏ဟုထူးလေ၏အဖကလည်းယခုငါအိုလှပြီအဘယ်သောအခါတေရမည်ကိုငါမသိမသေးမီငါဝိညာဉ်သည်တင့်ကိုကောင်းချီးပေးမည်အကြောင်းတင်း၏လက်နှင့်ဒီဟုသောလေးနှင့်မြားတောင်ကိုဆောင်ယူလျက်တောသို့သွား၍ငါစားเสียဖို့အမဲကောင်ကိုရအောင်ရှာပြီးလျှင်ငါမြင်ရှက်တတ်သောအမဲဟင်းလျာကိုချက်၍ငါထံသို့ယူခဲ့ပါလော့ဟုပြောဆို၏ထိုသို့ဣဇက်သည်သားဧသောအားပြောဆိုသောစကားကိုရေဗက္ကကြားသည်ဖြစ်၍ဧသောသည်အမဲသားကိုရအောင်တောသို့အရှာသွားစဉ်တွင်ရေဗက္ကသည်သားယာကုပ်ကိုခေါ်၍သင်၏အဖကငါမသေမီထာဝရဘုရား၏ရှေ့တော်မှာတင့်ကိုငါကောင်းချီးပေးမည်အကြောင်းငါစားเสียဖို့အမဲသားကိုယူခဲ့၍အမဲဟင်းလျာကိုချက်ပါဟုသင်၏အကိုဧသောအားပြောသည်ကိုငါကြားပြီအငယ်၈မှ19တို့ဖြစ်၍ငါသားငါမှားထားသမျှသောစကားကိုနားထောင်ပါလော့ယခုစိတ်ဆုရှိရာသို့သွား၍ကောင်းသောစိတ်တငယ်နှစ်ကောင်ကိုငါထံသို့ယူခဲ့ပါလော့တင်၏အဖမြင်ရှက်တတ်သောအမဲဟင်းလျာကိုငါချက်မည်တင်၏အဖမသေးမီတင့်ကိုကောင်းချီးပေးမည်အကြောင်းထိုအစာကိုအဖစားစေခြင်းဟာတင်သည်အဖထံသို့ပို့ဆောင်ရမည်ဟုဆိုလေ၏ယာကုပ်ကလည်းကျွန်ုပ်ကိုဧသောကအမွေးရှိသောသူကျွန်ုပ်ကချောမွတ်သောသူဖြစ်၏ကျွန်ုပ်အဖသည်ကျွန်ုပ်ကိုစမ်းသပ်ကောင်းစမ်းသပ်လိမ့်မည်တို့ဖြစ်လျှင်ကျွန်ုပ်ကိုလှည့်စားသောသူဟု၍ထင်သဖြင့်ကျွန်ုပ်သည်မင်္ဂလာကိုမရဘဲကျင့်ခြင်းအမင်္ဂလာကိုသာခံရလိမ့်မည်ဟုအမိကိုဆိုလေ၏အမိရေဗက္ကကလည်းငါသားတင်ခံရသောကျင့်ခြင်းအမင်္ဂလာသည်ငါ၌တင့်ရောက်ပါစေငါစကားကိုနားထောင်၍စိတ်တငယ်တို့ကိုသာယူခဲ့ပါဟုဆိုသည့်အတိုင်းသူသည်တွား၍စိတ်တငယ်တို့ကိုအမိထံသို့ယူခဲ့သဖြင့်အမိသည်လည်းအဖမြိန်ရှက်တတ်သောအမဲဟင်းလျာကိုချက်လေ၏ထိုအခါရေဗက္ကသည်အိမ်တွင်မိမိလက်၌ရှိသောသားကြီးဧသော၏အဝတ်ကောင်းမွန်သောအဝတ်ကိုယူ၍သားငယ်ယာကုပ်ကိုဝတ်စေလျက်စိတ်တငယ်၏တရေကိုလည်းယူ၍သူ၏လက်၌၎င်းလယ်ပင်ချောသောဘဲ၌၎င်းဆင်ရင်ပြီးလျှင်မိမိချက်သောအမဲဟင်းနှင့်မုန့်ကိုသားယာကုပ်လက်၌အပ်ပေး၏အငယ်18မှ29ယာကုပ်လည်းအဖထံသို့တွား၍အဖဟုခေါ်လေ၏အဖကလည်းငါရှိ၏ငါသားတင်သည်အဘယ်သူနည်းဟုမေး၏ယာကုပ်ကလည်းအကျွန်ုပ်ကသားကြီးဧသောဖြစ်ပါ၏အဖမှားထားသည့်အတိုင်းပြုပါပြီထ၍ထိုင်ပါအဖ၏ဝိညာဉ်သည်အကျွန်ုပ်ကိုကောင်းချီးပေးမည်အကြောင်းအကျွန်ုပ်၏အမဲသားကိုစားပါလော့ဟုဆိုလေ၏အဖဣဇက်ကလည်းငါသားဤမျှလောက်လျင်မြန်စွာတွေ့ရသောအကြောင်းကအဘယ်သို့နည်းဟုသားအားမေးလျင်အဖ၏ဘုရားသခင်ထာဝရဘုရားသည်အကျွန်ုပ်ရှိရာသို့ဆောင်ခဲ့တော်မူသောကြောင့်လျင်မြန်စွာတွေ့ရပါသည်ဟုပြန်ဆိုလေ၏ဣဇက်ကလည်းငါသားတင်သည်ငါသားဧသောမှန်သည်မမှန်သည်ကိုသိလို၍တင့်ကိုငါစမ်းသပ်စေခြင်းငှါငါထံပါသို့ချဉ်ကပ်ပါလော့ဟုဆိုလျင်ယာကုပ်သည်အဖထံပါသို့ချဉ်ကပ်၍အဖသည်စမ်းသပ်လျက်အတန်ကားယာကုပ်၏အတန်လက်တို့ကဧသော၏လက်ဖြစ်ပေသည်ဟုဆိုလေ၏ထိုသို့သူ၏လက်တို့သည်ဧသော၏လက်ကဲ့သို့အမွှေးပါသောကြောင့်ယာကုပ်ဖြစ်မှန်းကိုအဖမရိပ်မိသဖြင့်ကောင်းချီးပေးလေ၏တို့ရတွင်တဖန်ကားတင်ဒီငါသားဧသောစင်စစ်အမှန်ပင်ဖြစ်သလောဟုမေးပြန်လျင်မှန်ပါသည်ဟုဆို၏အဖကလည်းငါထံပါသို့တွင်းခဲ့ပါငါဝိညာဉ်သည်တင့်ကိုကောင်းချီးပေးမည်အကြောင်းငါသား၏အမဲသားကိုငါစားအံ့ဟုဆိုလျင်ယာကုပ်သည်အဖထံပါသို့တွင်း၍အဖစားလေ၏စပျစ်ကိုလည်းပေး၍အဖတောက်လေ၏ထိုနောက်အဖကငါသားချဉ်ကပ်၍ငါကိုနမ်းပါလော့ဟုဆိုလျင်
ယာကုပ်သည်ချဉ်းကပ်၍အဘကိုနမ်းလေ၏အဘဣဇက်ကလည်းသူ့အဝတ်၏အနံ့ကိုခံ၍ကြည်ပါငါသား၏အနံ့သည်ထာဝရဘုရားကောင်းချီးပေးတော်မူသောလယ်၏အမွေးအကြိုင်နှင့်တူ၏ထိုကြောင့်ဘုရားသခင်သည်မိုဃ်းကောင်းကင်၏နှင်းကို၎င်းမြေကြီး၏ဆီဥကို၎င်းများစွာသောဆန်စပါးစပျစ်ရည်ကို၎င်းသင့်အားပေးတော်မူစေတည်းသူတစ်ပါးတို့သည်တင်၌ကျွန်ခံ၍အပြည်ပြည်တို့သည်တင့်ရှိမှဥညွတ်ရကြစေတည်းတင်သည်တင်ဤညီကိုတို့၌အရှင်ဖြစ်၍တင့်အမိဤသားတို့သည်တင့်ရှိမှဥညွတ်ရကြစေတည်းတင့်ကိုကျိန်ဆဲသောသူအပေါင်းတို့သည်ကျိန်ဆဲခြင်းကိုခံရကြစေတည်းတင့်ကိုကောင်းချီးပေးသောသူအပေါင်းတို့သည်ကောင်းချီးကိုခံရကြစေတည်းဟုကောင်းချီးပေးလေ၏အငယ်30မှ40ယာကုပ်သည်အဘဣဇက်ပေးသောကောင်းချီးမင်္ဂလာကိုခံ၍အဘထံမှထွက်သွားသောခဏချင်းတွင်အကိုဧသောသည်မုတ်ဆိုးပြုရာမှရောက်လာ၏သူသည်လည်းအမဲဟင်းလျာကိုချက်၍အဘထံသို့ဆောင်ခဲ့ပြီးလျှင်အကျွန်ုပ်အဘ၏ဝိညာဉ်သည်အကျွန်ုပ်ကိုကောင်းချီးပေးမည်အကြောင်းသား၏အမဲသားကိုထ၍စားပါလော့ဟုဆိုလေ၏အဘဣဇက်ကလည်းသင်သည်အဘယ်သူနည်းဟုမေးလျှင်အကျွန်ုပ်ကားသားကြီးဧသောဖြစ်ပါ၏ဟုဆိုလေသော်အဘဣဇက်သည်အလွန်တုန်လှုပ်၍အဘယ်သူနည်းအမဲသားကိုရ၍ငါထံသို့ဆောင်ခဲ့ပြီးသောသူသည်အဘယ်မှာရှိသနည်းသင်မရောက်မီငါသည်အကုန်စင်စားပြီး၍သူကိုကောင်းချီးပေးမိပြီသူသည်ကောင်းကြီးမင်္ဂလာကိုဧကန်အမှန်ခံရလိမ့်မည်ဟုဆိုလေ၏အဘဆိုသောစကားကိုဧသောကြားလျင်အလွန်ပြင်းသောအသံနှင့်တီးထန်စွာငိုကြွေးလျက်အိုအဘအကျွန်ုပ်ကိုလည်းကောင်းချီးပေးပါလော့ပေးပါလော့ဟုဆိုလေသောအဘကတင့်ညီသည်လိမ္မာစွာလာ၍တင်ဤကောင်းကြီးမင်္ဂလာကိုယူသွားပြီဟုဆိုလေ၏ဧသောကလည်းသူကိုယာကုပ်ဟုသောအမည်ဖြင့်လျှောက်ပတ်စွာမှဲ့ပါပြီမဟုတ်လောအကျွန်ုပ်ကိုနှစ်ကြိမ်လှည့်စား၍နိုင်ပါပြီသားဦးအရိပ်ရာကိုအရင်ယူသွားပါပြီယခုလည်းတဖန်အကျွန်ုပ်၏ကောင်းကြီးမင်္ဂလာကိုယူသွားပါပြီဟု၍၎င်းအကျွန်ုပ်ဖို့ကောင်းကြီးမင်္ဂလာတပါးကိုမျှမချွင်းပါသလောဟု၍၎င်းဆိုလေ၏ဣဇက်ကလည်းသူကိုသင်၏အရှင်ဖြစ်စေပြီညီကိုအပေါင်းတို့ကိုသူ၌ကျွန်ခံစေပြီဆန်စပါးစပျစ်ရည်နှင့်သူကိုထောက်မှပြီတို့ဖြစ်၍ငါသားတင်၌အဘယ်သို့ပြုနိုင်တော့အံ့နည်းဟုဧသောအားပြန်ပြောလျင်ဧသောကအိုအဖကောင်းကြီးမင်္ဂလာတစုံတစ်ခုမျှမရှိပါသလောအိုအဖအကျွန်ုပ်ကိုလည်းကောင်းကြီးပေးပါလော့ပေးပါလော့ဟုအဖအားပြောဆိုလျက်တဖန်အတန်ကိုလွှင့်၍ငိုကြွေးလေ၏အဖဣဇက်ကလည်းကြည့်ရှုပါတင်း၏နေရာသည်မြေကြီး၏စီဥနှင့်၎င်းအထက်မိုးကောင်းကင်၏နှင်းနှင့်၎င်းပြည့်စုံလိမ့်မည်ဓာဖြင့်အသက်ကိုမွေးရလိမ့်မည်ညီ၌ကျွန်ခံရလိမ့်မည်နောက်တဖန်အစိုးရသောအခါသူတင်သောတဘိုးကိုသင်၏လယ်ပင်မှချိုးပယ်လိမ့်မည်ဟုပြန်၍ဆိုလေ၏အငယ်41မှ46အဖသည်ယာကုပ်အားပေးသောကောင်းချီးမင်္ဂလာကြောင့်ဧသောသည်ယာကုပ်ကိုအညှိုးထား၍ငါအဖကြောင့်ညီးတွားရသောနေ့ရက်ကာလအချိန်နီးပြီထိုအခါငါညီယာကုပ်ကိုငါတတ်မည်ဟုအကြံနှင့်ပြောလေ၏ထိုသို့သားကြီးဧသောပြောသောစကားကိုအမိရေဗက္ကကြားလျှင်သားငယ်ယာကုပ်ကိုခေါ်၍သင်၏အကိုဧသောသည်သင်ကိုတတ်သဖြင့်သင်အမှု၌စိတ်ပြေလိမ့်မည်ထိုကြောင့်ငါသားငါစကားကိုနားထောင်ပါငါမောင်လာဗန်နေရာခါရန်မြို့သို့ထ၍ပြေးသွားပါလော့သင်၏အကိုစိတ်ပြေသည့်တိုင်အောင်သူထံမှခဏရှောင်၍နေပါလော့သင်၏အကိုစိတ်ပြေ၍သင်သည်သူ၌ပြုသောအမှုကိုသူမေ့လျော့သောအခါငါမှားလိုက်၍ထိုအရပ်မှသင်ကိုဆောင်ခဲ့စေမည်ငါသားနှစ်ယောက်လုံးကိုတနေ့ချင်းတွင်အဘယ်ကြောင့်ငါရှုံးရမည်နည်းဟုဆိုလေ၏တပန်ရေဗက္ကသည်ဣဇက်ထံသို့သွား၍ကျွန်မသည်ဟေသအမျိုးသမီးတို့ကြောင့်ကိုယ်အသက်ကိုညှင်းဝေးလှ၏
ဤပြည်သူသမီးကဲ့သို့သောသူဟေသအမျိုးသမီးနှင့်ယာကုပ်အိမ်ထောင်ဘက်ပြုလျှင် ကျွန်မအသက်ရှင်၍အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟုပြောဆိုလေ၏။ Okay နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် Bye bye